Hello, welcome back channel လေးကနေပြန်မှကြိုဆိုလိုက်ပါတယ်ဒီနေ့ဆိုရင်တော့ကျွန်တော်တို့ update ပေါ့နော်ကျွန်တော်ပင်လေး topping လုပ်ပြီးတဲ့အချိန်မှာဘယ်လောက်တော့မှကြီးတာလဲဆိုတော့ပြပေးမယ်ကျွန်တော်အရင်အပတ်ကအပင်လေးကိုပေါ့နော်အိုးပြောင်းမှဖြစ်ပါတယ်အဲ့တော့ဒီတိုင်းလေးပဲထုတ်လိုက်ပေါ့နော်ထုတ်ပြီးအမြင့်တွေကတော်တော်တန်နေပြီအဲ့ဒါကိုကျွန်တော်တို့အိုးတစ်ခုလေးပြောင်းမှမြေကြီးလေးအပေါ်ကနေဖြူပေးလိုက်ပေါ့နော်အောက်ဘေးဖိပေးလိုက်ပေါ့နော်ဒါတော့ကျွန်တော်တစ်ဆွေးမျိုးစားမျိုးရမှုကမြေကြီးပါထည့်ပြင်ကျွန်တော်ဒီကောင်ပေါ်နေပြန်အုပ်ပြီးအဲ့လိုကြီးဘောနော်ဒီလောင်းတိုင်းမြင်မြင်မချောင်းဒီကောင်ကြီးအစိုးတက်တွေထိမ့်ပြီးသားမှာပြီးရင်ကျွန်တော်ဒီလောင်းလိုက်မနော်ဒီလောင်းလိုက်ဒီဝါနေလောင်းလိုက်ကျွန်တော်တခါတည်း low stress training လုပ်သွားမှာဖြစ်ပါတယ် low stress training ကလွယ်ပါတယ်ကျွန်တော်ဒီလိုကြိတ်လေးနဲ့ပေါ့နော်ဘဝနေဆိုင်မှာဒီလိုလေးသူ့ရဲ့ခိုင်းကြောက်အဲ့လိုလေးပေါ့နော်ရွက်လေးတော့မဖိမိနေနဲ့ပေါ့နော်ဒီလိုလေးဆိုရဒီရနေဒီလိုလေးထွက်လာမှာပေါ့နော်ဒီကောင်လေးကိုကျွန်တော်ကညက်လိုက်ရဒီ3ပင်ပဲယူနေโอเคနော်3ပင်လောက်ပဲယူလိုက်ဒီကောင်လေးညက်ပြလိုက်ဒီလိုလေးဆိုโอเคဒီရင်ထွက်လာမယ်ဒီလိုမျိုးလုံးပြီးโอเคရာโอเคကျွန်တော်အဲ့နှစ်ပင်ကိုဓာတ်မီဩဇာကျွေးလိုက်တာပေါ့နော်အဲ့ဒါကျွန်တော်အပင်လေးတေသွားတယ်ဗျာပူလောင်မှတေသွားတယ်ဓာတ်မီဩဇာတွေမကျွေးလို့မရဘူးဗျာကျွန်တော်တို့ဘက်မှာအခုမိုးအရင်များတယ်ပေါ့နော်မိုးရွာတာ3ပတ်လောက်ရှိပြီအဲ့မှာကျွန်တော်ပင်ကနော်ကျွန်တော်ထပ်ပင်လုပ်ပြီးတော့တော်ကြီးကိုကြီးလာတယ်နော်ဒီကောင်ကမျိုးကောင်းနေဗျကျွန်တော်မျိုးကောင်းမကောင်းဆိုဒီကောင်နေရဲ့အယူပေါ့နော်ဒီလိုလေးပုတ်လိုက်ဒီလေးပုတ်ပြီးမှအမှနန်းကြည့်လိုက်ရင်ကျွန်တော်တို့သူ့ရဲ့ yeast တွေပေါ့နော်သူ့ရဲ့မျိုးကောင်းမကောင်းဆိုတာအနံ့နေရှိရဗျတချို့မျိုးတွေဆိုရင်တော့တိတ်မကောင်းအဲ့တော့အနံ့တွေဘာနံ့မှမရှိဘူးပေါ့နော်မကြည့်တကိုင်းနော်ဒီမှာ2ကိုင်း4ကိုင်းတော့ရမယ်ကျွန်တော်4ကိုင်းရမယ်ဆိုဒီအကုန်လုံးညှက်လိုက်လို့ရတယ်နော်ဒီအကုန်လုံးညှက်ပြီးမှဒီ2ကိုင်းပဲခြံထားလို့ရတယ်နော်ဒီအောက်မှာဒီအောက်ကကိုင်းလေးတော့တီးပါအဲ့တော့ကျွန်တော်နည်းနည်းလေး trim မယ်ပေါ့နော်ဆိုတော့ကျွန်တော် trim မယ်ဆိုအောက်ကနေပဲစပြီးမှသူ့အရွက်လေးမလိုတာလေးညှက်ပေးလိုက်လိုလာလေးဘာလို့ညက်ပြီလဲဆိုအောက်ကမြေကြီးကနေပေါ့နော်ကျွန်တော်အကောင်တွေပါတယ်တက်လာတတ်တယ်အကောင်တွေကအဲ့ဒီအရွက်အောက်တွေမှာတက်လာတတ်တော့ဒီကောင်လေးကိုထွင်းပြလိုက်နော်ပြီးရင်အရွက်ကြမ်းကြီးလဲထွင်းလိုက်တော့မှာဒါသူ့ရဲ့အကြီးဆုံးတွေကတစ်ခုပေါ့နော်ထွင်းလိုက်ပြီโอเคပြီးရင်ကျွန်တော်ဒီမှာပိုးစားနေတဲ့အရွက်လေးနည်းနည်းညက်ပေးလိုက်မယ်စာနေရွက်တွေညက်ဒီအောက်ကရွက်လေးညက်ပြလိုက်ပိုးကြိုက်ထားပြီဒီကောင်ကနေဒီမှာဒီလိုကျွန်တော်တို့ဒီကနေဖြတ်လိုက်မယ်ဆိုရင်ဒီဂျားတွေကနေထွက်လာမှာเนาะဒါ topping ပြန်လုပ်လို့ရတဲ့အချိန်เนาะဒါကျွန်တော်ကတော့နည်းနည်းကြီးအောင်ထားလိုက်တော့မှာဘာလို့ဆိုကြီးစိုက်ချင်လို့ပေါ့နော်ကြီးစိုက်ချင်တာဖြစ်တော့ကြောင့်မို့ဒီတိုင်းပဲထားလိုက်ရင်ဒါကြီးထွက်လာတော့မှာနော်တော်ရလာနော်တော်ရလာပါရင်ဒီနေ့အဲ့ဆိုရင်တစ်ကိုင်းနှစ်ကိုင်းသုံးကိုင်းဒီကိုင်းထားရတယ်နော်ဒီကိုင်းထားရတယ် လေးလေးတော်တော်တန်နေမြေကြီးနည်းနည်းထည့်ပေးရမယ်ဗျာ
မြေကြီးကနည်းနည်းနေနည်းနည်းပူတဲ့နေ့မှာပဲမြေကြီးထည့်တော့မယ်နော်โอเคအဲ့ဒါဆိုရင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်တီးချင်တဲ့အကြောင်းအရာရှိရင် comment မှာမှန်ခဲ့လို့ရပါတယ်နော်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအဲ့ဒါဆိုရင် bye bye